အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါတင်ဆက်ပေးမှာကတော့ကျွန်တော်တို့အရန်ချစ်ရတဲ့ကျွန်တော်တို့ရဲ့အသေးဆွဲဆရာလာတန်းရဲ့ကြပြပဲဖြစ်ပါတယ်ဒီနေ့ဆရာလာတန်းကိုကျွန်တော်တတိယချင်းအထိမ့်မှတ်နေနဲ့ဆရာလာတန်းရဲ့ကြပြကိုရှင်းဖတ်ပေးမှာဖြစ်ပါတယ်ချစ်တော်များအားလုံးနားတော်ရဆင်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ Poetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုဖက်နဲ့ဟာကိုခံတတ်ပါပဲကျမ်းမာရေးမကောင်းလို့ဝင်ငွေမကောင်းလို့မိုးလေဝသမကောင်းလို့ခုလိုအခက်ခဲတွေထဲမှာဖက်နဲ့တဲချိုးတတိထားနေရခုံကလည်းလှုပ်လှုပ်မြင်းကလည်းလှုပ်လှုပ်ပြုတ်ကျသွားခြင်းလည်းသွားဒုက္ခဆိုတာသစ္စာတရားကျွန်တော်ရဲ့မိုင်မဲမှုများလောကကြီးကလိုက်သိပါမလားရေပြင်ရဲ့မာယာကိုမုန်းတယ်ပိုက်ကွန်တဲကငါးတွေကိုတနာတယ်ထောင်ချောက်ကိုလိုက်ရှာနေတဲ့တားကောင်ဆိုတာရှိပါမလားပျော်ရွှင်မှုဆိုတာလောင်အိမ်ထဲမှာမမွေးဖွားဘူးပြိုင်ကားတစ်စီးလို့ဓာတ်စီဖြုံးခဲ့ပြီးပြီလူနာတင်ရင်တစ်စီးလို့အတုံးဝင်ခြင်းတယ်ရော့အင်ရိုတစ်ခေတ်လုံးကိုနားထောင်ခဲ့တယ်ပွင့်လင်းတဲ့လူပေါင်ကိုမျောလင့်မိတယ်ကြပြာနဲ့ဘဝကိုချီနှောင်ထားခဲ့တယ်တငယ်ချင်းရဲ့ဒီဇလန်းမှာလူဆိုးတွေတယောက်မှမသေးဘူးလားလူကောင်းတွေမှာဒုက္ခများလာပါပြီကွယ်အသက်တစ်ချောင်းလုံးဆုံးရှုံးမယ်ဆိုရင်နာမည်တစ်လုံးတော့အဖတ်တင်ခြင်းနဲ့၆ကမ်းမဆုံးကလူကိုသုံးအားတွေမပေးကြပါနဲ့ပြေးစရာမြေမရှိတော့တဲ့ခါကိုဖက်နှက်ဟာကိုခံတတ်ပါပဲလှတန်း